မမຫນွေဦးရဲ့လက်သက်ဆက်ရှာလေးတို့ရဲ့မင်္ဂလာပါနော်မမຫນွေဦးရဲ့ຫນွေဦး story channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မမຫນွေဦးရဲ့လက်သက်ဆက်ရှာလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံပြင်လေးကတော့အစိတ်ဆိုတဲ့ပုံပြင်လေးပဲဖြစ်တယ်ကဲမမຫນွေဦးရဲ့လက်သက်ဆက်ရှာလေးတို့လည်းပုံပြင်လေးနှထောင်ဖို့စနေဖြစ်လောက်ပြီလို့ထင်တယ်နော်အဲဒီတော့ပုံပြင်လေးစလိုက်ကြမယ်အစိတ်ငွေဟောက်တကောင်ကကျွန်တော်ကိုပြောတယ်ငါဟာလှင်မြန်တယ်အစိတ်ရှိတယ်ငါ့ကိုလူတွေကကြောက်ကြတယ်ဆိုပြီးဆိုလေတယ်ကျွန်တော်သူ့ကိုအရန်အားချမိတယ်သူ့လိုလှင်မြန်ပြီးစိတ်ရှိတဲ့မွေဖြစ်ချင်ခဲ့တယ်နောက်နေ့မှကျွန်တော်မွေပွေးတစ်ကောင်နဲ့တွေ့တယ်မွေပွေးကကျွန်တော်ကိုပြောတယ်ငါတီးငိန်နေငါအေးစိတ်နေတယ်ငါဘယ်သူမှရမရှာဘူးဒါပေမဲ့ငါ့ကိုတော့လာမထီနဲ့ရှင်းကောင်းတော့အလွတ်မပေးဘူးဟို၍ဆိုလေတယ်ကျွန်တော်သူ့ကိုအရန်လေးစားမိတယ်ကျွန်တော်သူ့လိုတည်တည်ငြိမ်ငြိမ်နဲ့အစိတ်ရှိတဲ့သူဖြစ်ချင်ခဲ့တယ်နောက်တစ်ရက်မှာကျွန်တော်ရင်မွေတစ်ကောင်နဲ့တွေ့တယ်ရင်မွေကကျွန်တော်ကိုပြောတယ်ငါအစိတ်မရှိဘူးပျော်ပျော်ပဲနေတတ်တယ်ငါ့ကိုလာရစားရင်လည်းငါဘာမှပြန်မတုတ်ပြန်ပါဘူးငါမှအစိတ်မရှိမှန်းသိကြတော့ဘယ်သူမှငါ့ကိုမလေးစားကြဘူးငါ့ကိုဟာတာတကောင်အဖြစ်နဲ့လူတွေကသဘောထားကြတယ်။ဟို၍ရင်မွေကဆိုတယ်။ကျွန်တော်သူ့ကိုအရန်စိတ်ပြတ်မိတယ်။အစိတ်မရှိတဲ့မွေတကောင်ကဘယ်နေရာမှာသွားပြီးအသုံးကျပါမလဲ။ကျွန်တော်သူ့အထင်မကြီးဘူး။အထင်သေးတယ်။အတူမီကိုထိုက်တဲ့သူမို့လို့ဝေးကရှောင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီအဖြစ်အပျက်တွေဖြစ်ပြီး10ရက်လောက်ကြာတော့ကျွန်တော်လက်သမားကြီးတဦးနဲ့တွေ့တယ်။သူ့ရဲ့ပလိုင်းထဲမှာမွေးသေးနှစ်ကောင်ကိုတွေ့လို့တေချာကြည့်လိုက်တော့ကျွန်တော်လေးစားရတဲ့မွေပွေးနဲ့မွေဟောက်ဖြစ်နေတယ်ကျွန်တော်ဘာမှမမေးခင်မှာပဲလက်သမားကြီးကကျွန်တော်ကိုပြောတယ်ငါလည်းထဲမှာကွာတွေ့တာမွေ3ကောင်ကွာငါသူတို့ကိုမတတ်ချင်ပါဘူးဒါပေမဲ့ကွာဒီနှစ်ကောင်ကအစိတ်ရှိတဲ့တတဝါဆိုတော့လူတွေအတွက်အန္တရာယ်ရှိလာနိုင်တယ်ဒါကြောင့်ပဲသူတို့ကိုတတ်လိုက်ရတာကျွန်တော်တကောင်ကတော့ဘာအစိတ်မှမရှိတဲ့အကောင်မလို့တတ်เสียမလို့ဘူးပေါ့ကွာဟို၍လက်သမားကြီးကဆိုလေတယ်ကျွန်တော်နောက်တစ်ခုရလိုက်တယ်လို့အတီးတရားတစ်ခုလည်းရလိုက်တယ်လောကမှာအစိတ်မရှိတဲ့သူကအနည်းအကင်းဆုံးနဲ့အကောင်းဆုံးဆိုတာဒီနေ့ကစပြီးကျွန်တော်သိလိုက်ရတယ်ပြီးတော့ကျွန်တော်လွဲမှားနေတဲ့အတွေးခေါ်တွေကိုပြုပြင်ဖို့ဆုံးဖြတ်လိုက်တယ်ကိုယ်ခန္ဓာမှာရှိတဲ့အစိတ်ဆိုတဲ့အရာကိုဖယ်ထုတ်ပြီးငြိမ်းချမ်းတဲ့ဘဝလွတ်လပ်တဲ့ဘဝတစ်ခုကိုရှာဖွေဖို့ကြုံလာသမျှအခိုက်အတန့်ကိုအပြုံးနဲ့တုံ့ပြန်ဖို့ဆိုတာကိုကျွန်တော်အတီးတရားတစ်ခုရလိုက်တယ်ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေဒီပုံမြင်စီကနေတင်ငယ်စာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်အစိတ်ဆိုတာရုပ်ပိုင်းဆိုင်ရာအစိတ်ကိုတာမကပဲလူစိတ်ထဲမှာရှိတဲ့မကောင်းတဲ့စိတ်ဓာတ်တွေမာနရင်လုံမှုနဲ့မနာလုံမှုတွေကိုလည်းဆိုလိုနိုင်တယ်ဒီလိုစိတ်အစိတ်တွေရှိနေရင်ကိုရောတခြားသူတွေကိုပါအန္တရာယ်ဖြစ်စေနိုင်နေဆိုတာပဲဖြစ်တယ်အဲဒီတော့မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းဒီပုံမြင်စီကနေတင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လိုက်ပါတယ်နော်မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့လှပတဲ့ဆန်းရှိုင်းလေးတွေဖြစ်လာကြပါစေလို့မမຫນွေဦးကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမຫນွေဦးရဲ့ຫນွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00 နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမຫນွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။